အားလုံးပဲမင်္ဂလာပါကဲထမင်းစားကြပါအောင်ဗျာဒါတော့ကျွန်တော်တို့ဒီနေ့တောက်ကြနေ့လည်စာလေးပါ19ရက်ဒီဇင်ဘာ19ရက်တောက်ကြနေ့2025ခုနှစ်ပေါ့ဗျာဒါတော့တူဟူးတုတ်ပါခင်ဗျာတူဟူးတုတ်ဒါတော့တူဟူးတုတ်ဒါတော့ဘူးရွက်ဟင်းညိုပါခင်ဗျာဘူးရွက်ရေပဲပြားရေအရေးတောက်လေးချက်ထားပါဗျာဟင်းညိုလေးဒါကျုပ်ကြော်ပြီးတော့ပြန်ပြီးချက်ထားဗျာကျုပ် upright ကြော်ပြီးတော့ပြန်ချက်ထားဒါတော့စိမ့်ကြော်ပန်းမွဲပန်းကိုပြီးကိုကျွန်တော်တို့ကြော်ထားတာကြအားလုံးပဲထမင်းစားကြအောင်တော့အားလုံးပဲထမင်းစားကြပါအောင်ဒါတော့တောက်ကြနေနေလဲစားလေးပေါ့ဗျာကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတယ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ